ကျွန်တော်ဒီပတ်ပြောမှာကတော့လက်ဆောင်တွေကဘောလုံးတူအခန်း3ခါခွေပေါ့နော်ခါခွေသူက Paramina အကြောင်းပြောမှာပေါ့နော် Paramina ဆိုတာကရှင်းပြောလို့ရှိရင် Paramina ကကျွန်တော်တွေ့ရ2မျိုးတွေ့တယ်ဗျ2မျိုးတွေ့မှာပထမတစ်မျိုးကတော့သူကတော့ဘယ်လို Paramina ကော့ချီတယ်ကီးရှိတယ်ပေါ့နော်2မျိုးတွေ့တာကော့တယ်ကီးရယ်ကော့ဆိုတာကတော့ရှင်းပြောရင်ကျွန်တော်တို့ဟုတ်စား C family ပေါ့ C family ဆိုရင် C D minor E minor F G7 A B B D ပေါ့နော်သူတို့အားလုံးကကျွန်တော်သူတို့အားလုံး minor လို့ပြောင်းလိုက်အဲ့မှာထွက်လာတဲ့ဟာတွေကတော့အဲ့ဒါ Paramina ကော့တွေပဲကော့တွေအဲ့ကော့တွေကိုစားထွေးတာဥပမာဗျာ C key မှာ F minor တို့ G minor တို့ပါတာအမှန်မှန် FC 145ကအမှန်မှန်ရှင်းပြောဟိုဆိုတာ major တွေပဲလေ major တွေပဲကိုဒီကောင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အဲ့145ကို major တွေပဲကို minor ဖြစ်ပြောင်းလိုက်တယ်အဲ့ဒါ Paramina ပဲပြောရမယ်ဆို major ဖြစ်ရမယ့်နေရာမှာ minor တွေ့လို့ရှိရင် Paramina ပဲအဲ့သဘောကိုကျွန်တော်တို့ကယူသွားလို့ရတယ်ရှင်းပြော E minor တို့ D minor တို့2တို့3တို့ကဒါ original လေ6တို့ပါတော့ဒါ original 7ကdim နေမှုထားလိုက်ဒီကောင်လေး2ကိုလည်း B minor တွေ့လို့ရှိရင် Paramina လို့လည်းပြောရင်ရတယ်ဒါအခေါ်ပေါ်နော်အခွဲပေါ်နောက်လာမဲ့ကော့ပေါ်မှာကြည့်ပြီးတော့ကျွန်တော်တို့ကဟိုအချိန်နဲ့အချိန်ခါရဆုံးဖြတ်ရတာရှိတယ်လေအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကအဲ့တော့လွယ်လွယ်ကူပြောရမယ်ဆိုလို့ရှိရင်တော့ဟို major ဖြစ်ရမယ့်နေရာတွေမှာ minor ဖြစ်နေ Paramina လို့အကြမ်းမြင်သတ်မှတ်လို့ရတယ်အဲ့နေရာလွယ်တယ်နောက်တနည်းကြတော့ E flat key ကနေသွားရမယ် E flat key ကနေပြောနိ E flat key ကနေသွားတာအဲ့ဒါကြောင့် C minor key C minor key ဆိုတာ E flat လေParamina key ရဲ့ chord တွေက C minor ပြီး D minor 7 flat 5နော် D minor 7 flat 5 D minor 7 flat 5ပြီးလို့ရှိရင် E flat F minor G minor E flat U major 7ပြီးရင် B flat 7ပြီးတော့ C minor ဟောနော်အဲ့ဒါ C minor ရဲ့ဖွဲ့စည်းပုံနော်အဲ့ Paramina အဲ့ဒီကော့ထဲမှာလည်းတကယ်တမ်းကျတော့ original ပါတာကတော့ရှင်းပြ F minor G minor ပါပြီးသားပဲလေအဲ့တော့ဘယ်ဘက်ကလှည့်တွေးတွေဟိုပထမနီးကျွန်တော်တွေးလိုက်မယ်ဆိုလို့ရှိရင်တော့ဟိုသူ့ချရေးနေစရာမလိုပဲနဲ့F minor C minor တွေ့တာနဲ့ G minor တွေ့တာနဲ့ Paramina ဆိုပြီးတော့ပြောလိုက်လို့ရတယ်ဗျာအလွယ်မှတ်လိုက်တာပေါ့ဟိုကောင်ကြတော့ရှင်းပြ key ကိုခဏချရေးနေအောင်မယ်လေဒီအဲ့တော့ key ကိုချရေး E flat key ဆိုပြီးတခါ E flat key ကိုချရေးရလောက်ရတယ်မှားနိုင်တယ်လေပြောရမယ်ဆိုရင်ရိုးတန်း major တွေ့ရမယ့်နေရာမှာ minor တွေ့ပြီဆို Paramina လို့အကြမ်းမြင်ယူဆတာကပို့ပြီးတော့ဟို
ပို့ပြီးလွယ်ကူစေတယ်ပေါ့နော်လွယ်ကူစေတယ်ဒီပြနီးရောရှိတာဥမာပြ B minor ပြီးတော့ E7 သွားတယ်ဘာညာဆိုရင်တော့ဒါ251နဲ့ဝင်သွားတယ်ဗျာဘေးဥစားစီကီးထဲမှာ B minor တွေးလို့ဘယ် minor မပြောချင်တဲ့ E7 တော့မပြောချင်လည်းမဟုတ် minor အနေနဲ့မယူဆချင်လေတချို့ကိစ္စကြတော့251အနေနဲ့ရှိတယ်လေအဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်ဒီဟာကအားလုံးကကျွန်တော်တို့ theory အားလုံးကတော့ဟိုကန်ဒီကမပြောလို့မရအောင်ကန်ဒီကမဆိုတာအတိအကျဒါ minor ဆိုပြီးတော့တချို့စာအုပ်တွေကတစ်မျိုးနည်းလေးကွာတတ်တယ်ဗျာဟိုအယူဆတွေးခေါ်လေးတွေကွာတယ်အဲ့ဒါတွေကတော့ဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်အနေနဲ့တတ်နိုင်တော့ edit လုပ်ပြီးတော့ပြောပြရတာပေါ့နော်သူကိုအတွေ့အကြုံညာကျွန်တော်တို့တွေ့နေတဲ့သချင်းတွေထဲမှာဘယ်လိုတွေ့တယ်ဘာညာပေါ့နော်အဲ့ဒါတွေကျွန်တော်ခုပြောချင်တာကထွေနေငယ်ဒီ minor တွေပါလာလေးတွေ251နဲ့ minor မှားနိုင်တာလေးတွေတခါလည်းပြောသွားချင်တာပေါ့နော်ဒီဝဲပဲနှလုံးသားချမ်းစာအမှန်ကောင်းတဲ့သချင်းတွေပေါ့နော်reflect key ကိုကျွန်တော်ရေးချတာမယ်ပြီးရှင်နော်ရေးချတာလေဒါ reflect ရဲ့ for one ပေါ့နော်ဒါ5ဆိုတာ F7 that's it 2 3 5 ပဲပြန်ပြီးတော့စစ်အဲ့ညမှာဘာဖြစ်လဲ E flat major 7ဖြစ်နေ sorry E flat minor ဖြစ်နေမှန် E flat major 7ဖြစ်ရမှာလေ E flat minor ဖြစ်နေအဲ့ဒါ fourth minor ဟိုဥစား reflect key မှာပြန်ကြည့်လိုက်အဲ့တော့ fourth minor 5 minor တွေကဒါကျွန်တော်တို့ဥစား para minor ထဲမှာပါသွားပြီလေအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီမှာဒီကောင်ကျွန်တော်ဘာလို့စစ်စစ်ထားလဲဆိုတော့ para minor တွေကအမြဲတမ်းဒီကောင်ဒိုရီယမ်မှုကိုသုံးတယ်ဒိုရီယမ်မှုလို့စစ်ပါတယ်အဲ့စစ်လို့ကျွန်တော်ထည့်တာစစ်ဒါဒိုရီယမ်လို့ကျွန်တော်စစ်တီတော့ထားလိုက်နော်လေလိုက်ရောက်တေးချစ်တယ်အဲ့ဒါတော့ပြလာတော့5 minute 5 minutes ဘယ်လိုလဲ B flat key မှာဒီကောင်5 minute လေဒါစကိန်းတော့မလဲတကယ်တမ်းကျတော့အမှန်မှန်ပြော5 minor ဆိုတာတွေးလိုက်တယ်ဒါပေမဲ့အဲ့5 minor တွေများသွားပြင်က251ထဲမှာသွားသုံးကြတာများတယ်ပြောရမယ်ဆို251လို့ဒီချင်းက B flatအဲ့နေရာမှာဒါ7မှုကိုပြောင်းသွားတယ်ခေါ်တယ်ပြောရမယ်ဆို E flat မှုကိုပြောင်းသွားတယ်ခေါ်တယ် B flat ကနေပြီးတော့ E flat modulation သွားတာသူ့ရဲ့251ဝင်ပြီးတော့သွားတာအဲ့251နေဝင်ပြီးသွားတဲ့အခါမှာအမှန်အဆင်ချောတာလေးတွေ့ရမယ်နောက်ပိုင်းကျွန်တော်စာအုပ်ထဲမှာ251နေအကြောင်းကိုကျွန်တော်ကျေဝင်ပြောဖို့ရှိတယ်အဲ့251မှာအရန်အရေးကြီးတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ jazz ကိုကျွန်တော်လုပ်တော့မယ်ဆို251နေနဲ့စဉ်းစားရတာ compose လုပ်တဲ့နေရာမှာအဓိကထားသုံးတယ်တကယ်တမ်းကျတော့ဟိုဥစားပါနော် compose အရန်အသုံးဝင်တယ် chord modulation 251ကိုကျွန်တော်ဘာလို့ပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ master key လို့တော့သင်စားကြတယ်အချိန်မြဒီမီနီယမ်မှာပြောရမယ်ဆိုတာ B flat key ရ E flat ဒါ251 B flat 251ပြတ်သွား E flat 251ဒါကြောင့် second ring ဒါလည်း251 B flat ကိုသွားဖို့အတွက်25ပဲရှင်းပြအမှန်တန်လှတဲ့သချင်းလေးမှာကျွန်တော်အမှန်မမှားလို့ရှင်twin thing ကကျွန်တော်ဂီတလောကမှာကျွန်တော်ထင်တယ်251အရင်ဆုံးစသုံးတယ်လို့ကျွန်တော်မြင်တာပဲเนาะဒါရှင်းပြကျွန်တော်မြင်တာပေါ့ကျွန်တော်တပြင်းဟိုကွန်ပိုဇာရေးတာတော်တော်များများမှာ251ဆိုတာသိမတွေ့ဘူးပေါ့နော်သူအရင်ဆုံးစသုံးတယ်လို့ကျွန်တော်တမတ် super minor လေးလည်းအရင်သုံးခဲ့တယ်အဲ့တော့ဘာဖြစ်လဲကျွန်တော်ဒီချင်းကိုကျွန်တော်တင်ပြရင်းနဲ့ကျွန်တော်ဒီချင်းကိုပြောပြရင်းနဲ့ပဲကျွန်တော်ချင်း251တို့ပဲ minor တို့အကြောင်းကျွန်တော်ပြောပြတာပါအဲ